Hello 大家好ဒီနေ့ကတော့ 1UFM မှာ SKT တွားဖြစ်တဲ့ blog လေးဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိလိုက်ကြည့်နော်ဆောင်းမွေးဖြေရမှာကတနားရီခွဲမှဖြေရမှာကို17နာရီလောက်ခရဲနဲ့အစိုးကြီးရောက်သွားတဲ့အတွက်ကြောင့်မလို့နေရာတွေရှောက်လိုက်ကြည့်ပါတယ်ဒီငယ်ချင်းဆောင်းများလဲ fighting နဲ့အတီးတွေရောက်တာတွေးပေမဲ့လည်းမစားနိုင်ဘူးဆောင်းမွေးဖြေနိုင်မယ်နဲ့ချက်စော်ပဲသွားနေရမှာဆိုလို့ဒီနေ့ရာဒီဥဒူကမိုးအုံလေးနဲ့တာယာနေတယ်ကဲနောက်ဆုံးတော့ကျောင်းမင်းထဲကိုဝင်လို့ရပါပြီတဲ့လူတွေကအများကြီးပဲကျောင်းဝင်းထဲရောက်ပါပြီတငယ်ချင်းမလုတ်တော့နဲ့မမီတော့ဘူးသူပါပေါ့အဆုံးထိစူးစမ်းနေပါတယ်ပေါ့နော်ဒီကိုရောက်ရင်တော့ကိုယ့်ရဲ့ခုနှစ်ပါးလိုက်ဆောင်မွဲခန်းနေရှားပါတယ်အခုတော့ဆောင်မွဲဖြေလို့ပြီးပါပြီပေါ့မိုးရွာတဲ့ထင်ပြီးထီတွေကောက်ဆောင်နေမိုးကမရွာသူများရဲ့တက္ကသိုလ်ဝင်းနဲ့ရောက်တော့လဲကိုတက်ခဲတဲ့တက္ကသိုလ်ကျောင်းတို့တတိယမိပါတယ်3နာရီလောက်ဆောင်မွဲဖြေပြီးပြန်လာတော့ဘိုက်တွေအရန်စာနေလို့ဆိုပြီးတော့မှလဲတန်းစင်တာကိုနှစ်ယောက်သားအတူတူတွားခဲ့ပါတယ်ကျမတို့လိုဘာချက်သမားတွေတက်ကတော့ဖူဖူကတော်တော်လေးကိုအဆင်ပြေပါတယ်ဝါဟုခောက်ဆွဲစက်သားလုံးကျော်နဲ့ထမင်းပြူတယောက်တစ်ပွဲစီမှာစားခဲ့ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဘိုင်ဘိုင်